Chris ကဒီနေ့ပေါ့နော်ရေကူးကန်ဆောက်လေးတွေကိုပြပြသွင်းမယ်ဖြစ်ပါတယ်။အရင်ဆုံးပေါ့နော်မီနူးထဲဝင်လိုက်ပါဝိုင်းပြထားရပါနော်။ဝင်ပြီး solution တော့ frost ထဲဝင်လိုက်ပါဝင်ပြီးဆိုရင်တော့ပေါ့နော်မခေါ်တက်လို့ပါဒီထဲဝင်လိုက်ပါနော်။ဝင်ပြီး solution ဒီ floor လေးကိုချလိုက်ပါfloor လေးကိုချပြီးဆိုရင်တော့ဒီအောက်ကိုနည်းနည်းဆွဲလိုက်ပါနော်ပြီးရင်တော့မနော် x y z or all ဆိုတဲ့ဟာလေးကိုပေါ့နော်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်ဒီမှာပေါ့နော် y အပေါင်းလေးရှိပါတယ် y အပေါင်းဆိုတဲ့ဟာလေးနှိပ်ပေါ့နော်အဲ့ဒါလေးကကျတော့ကိုနှိပ်ချင်တယ်လို့နှိပ်လို့ရပါတယ် Chris ကကျတော့ပေါ့နော်ဒီပေါ့နော်ရင်ဘက်မခါတော့ပေါ့နော်အဲ့လိုပဲလုပ်လိုက်ပါတယ်ပြီးတော့ဒီ x အပေါင်းလေးကိုလည်းနှိပ်ပါပြီးရင်တော့အဲ့ဒီပေါ့နော် z အပေါင်းဒါတော့ဘောနော်ကိုလိုချင်တဲ့အတိုင်းဒါလုပ်ကြပါတယ် Chris ကတော့ဒီတိုင်းပဲလုပ်ပါတယ်ပြီးရင်တော့ဘောနော် color ဘောနော်ဒီဟာလေးတဲ့ဝင်ပါဝင်ပြီးဆိုတော့ glass ကိုနေလိုက်ဘောနော် glass ဘာရောင်ဖြစ်လို့ရပါတယ် color ရေးဖို့ဆိုတော့အပြာနုရောင်လေးဆိုလဲလာပါတယ်ဒါပေမဲ့ရေကြည်လေးလုပ်ချင်တာဆိုတော့ဘောနော် glass ပဲလုပ်လိုက်ပါတယ်ပြီးတော့အောက်ကိုနည်းနည်းဆွဲလိုက်ဘောနော်ဆွဲဆိုရင်ဒီမှာဒါလေးကိုဖြုတ်လိုက်ပါဖြုတ်မယ်ဆိုတော့တွားရပါတော့ရေဖြစ်သွားပါပြီပေါ့နော်ရေဖြစ်သွားပြီဆိုတော့ဒီဘက်ဘေးကကျတော့ wall လေးကာမယ်ပေါ့နော် okay wall လေးကာပါမယ်ပေါ့နော် Chris ကကျတော့ပေါ့နော်ဒီလိုမျိုးလေးကာထားပါတယ်ပြီးရှင်တော့သူ့ကျတော့ color ဆိုပါမယ် color ကျတော့ပေါ့နော် Chris ကမဆိုးလိုက်ရပါတယ်ပေါ့နော် Chris ကတော့ဆိုးလိုက်ပါတယ်လောက်အောင်လို့ဒီပေါ့နော်ပြနုရောင်လေးဆိုးလိုက်Chris ကတော့ဘောနော်နေရနှစ်ခုတော့ကပြီးသွားပြီဘောနော်ဒီဘက်ကတော့ကြံပါသေးတယ်။ Okay Chris ကတော့ကလိုက်တဲ့ဒီဘက်ဘေးကတော့နည်းနည်းပါးထွက်သွားပါတယ်။ဒါပေမဲ့ဘောနော်လိုက်လို့ကြည့်မယ်ဆိုရင်တော့ဘောနော်ညီအောင်တော့လုပ်ပြီးပါဟိုဘက်ကတော့နည်းနည်းဟာသွားပါရင်ဘောနော်မြန်လေးလုပ်လိုက်ဖို့လို့ဘောနော်။ကဲဘောနော်ဒါဆိုလို့ရှိရင်တော့ရေကူးကန်လေးဖြစ်သွားပါပြီဒီမှာဘောနော်ဝင်မြော့ဘောနော်ကူရပါတယ်ဒါဆိုရင်တော့အားမင်းတက်တာပါဆိုတီ TV ကြတော့ကျေးဇူးများတင်ပါတယ်Chris ရဲ့ channel လေးကိုလည်း subscribe လုပ်ရည်ဆိုလည်းလုပ်ခဲ့ကြပါဦး bye bye